အစီမပြတ်သွားဘူးပေါ့ဗျာဟုတ်မရှိပါခင်ဗျတပင်တစ်ခေတ်မှာအမြင်သစ်အတွေ့အသစ်တွေနဲ့ခလေးချစ်ပါတဲ့လူဆွေတော်တသားတော့ကလေးတွေချစ်တာကလေးတွေချစ်တာမင်းရုပ်ကြည့်ရလားခလေးကလေးမိမ3-4ယောက်နဲ့ခလေးမတော့ပါဘူးပါဦးတဲ့တို့တတ်မုံမြင့်အေးဆေးနေပါစေမတတ်မုံမြင့်ရဲ့ညမပြပြလိုက်တတ်မုံတွန်းဘာလို့တွန်းဆိုပါတပင်တစ်ခေတ်မှာအမြင်သစ်အတွေ့အသစ်တွေနဲ့ခလေးချစ်ပါတဲ့လူဆွေတော်မှန်တယ်ဗျာမိသားစုတွေခလေးတွေချစ်တဲ့အဖွဲ့ပါဗျာဟုတ်ပါဗျာမှန်တယ်မြန်မာပြည်မှာစစ်တမ်းကောက်လိုက်ရင်ကျွန်တော်တို့ပရိသတ်တွေကမိသားစုနဲ့ကလေးအပေါ်ဆုံးပဲဟုတ်တယ်အပေါ်ဆုံးပါဗျာစစ်မှန်နေပဲခလေးချစ်ပါတဲ့လူဆွေတော်စဘူတခွေးမမအဖြစ်ကြော်ကြမမကြွားအောင်တစ်ခုပြောပြရစီတော့အနုတော်မှာဖြစ်ချောတဲ့သူငါတို့4ယောက်ကိုအနုလို့ပြောတာဟုတ်ပါ तू ကတော့အနုတော်မှာလူကြောပေါ့ကွာဟုတ်ပါသိပြီးတာနှချီးပိုးတို့ရည်နီးတော့ရည်လိုက်ခြင်းနေတယ်ဘလို့တော့နှချီးပိုးတို့ကဘလို့ရည်နီးလဲတပေါင်းတကူရိုးဝါတွေကျူတော့အမလေးကျွီရီတော်တော့ကပြားဆက်လာတကျူးနဲ့အေးကွာရီတော်အစင်းနေတဲ့တိရစ္ဆာန်မဟုတ်ဘူးနှချီးပိုးတို့တော်စိတ်ဆင်းရဲဘူးအလူတော်မှာလူကြောဟုတ်တယ်ငါတို့ကနူနေတာဟုတ်တယ်အင်းကခွက်ပြောက်တာဒီကမှလည်းညမျိုးနေနေမမနဲ့မရဲ့အေးတူတယ်ခင်ဗျာအသားရင်လည်းမလိုက်ဘူးတူတယ်အသားရင်လည်းမလိုက်ဘူးလားမလိုက်ဘူးဒီတက်ဆိုးရမှာခင်ဗျာခရားတကရုပ်လည်းမဟုတ်ဘူးမရှိအောင်လုပ်နေကဲရှင်းဆက်ဆိုအနုတော်ဘာဖြစ်ချောတယ်သူဟုတ်ပါပြီမဆိုချောတယ်သူချောတယ်ဆိုမဲကြောမင်းကလည်းမဲကြောမဟုတ်ဘူးဘာလဲရဟိုမဲတော့တိုက်ပွဲတွေလေတိုက်ပွဲဖြစ်တဲ့နေရာမပါရဲ့အဲ့ကြားထဲမှာတေးမကောင်းပါချောတယ်လူဟောဆိုလို့ဒီကောင်နဲ့တော့ခံမျိုးအေးချောတယ်လူလည်းတင်ထဆိုနေတာရှစ်ဆက်ပြောတယ်သူပြောချင်ရပြောမလဲစေတော့ပြောမှာပေါ့တို့ကမြန်လူပိုက်ကြီးတွေကြားတယ်ဖိုက်စရာတို့ကားတဲ့အလေးရောင်ငိမ့်ထဲမှာဖြစ်ကျွန်တော်ရဲ့အလေးရောင်ကြောင့်တောက်ပြောင်နေကြတာပါပဲဟာအောင်တော်ရေးသူ့အလင်းရောင်တော့ရမယ်ဆိုရင်တို့ပါမဲသွားနိုင်တယ်သလားအဲ့လိုပြောင်းလိုက်ပါလားကွာဘယ်လိုပြောင်းရမလဲအမဲရောင်ဆိုမဲရောင်ဆိုရင်မဲမောင်းနေပါဒီမှာမဲပေးတော့မင်းတို့မှလာလင်းနေတာအဲ့ဒါမင်းတို့လိုက်တင်ပေးတာလိုက်တင်ဖြတ်ရတယ်လို့ပုံမဲသွားမယ်မင်းမရိုက်လဲမဲပါပုံငါပုံမဲတယ်မင်းတို့ပုံလင်းလေပဲဆိုပါလားဆိုကြရှိရဆိုပါကျင်ဝဲရဲ့ကျွန်တော်ရဲ့စိန်နှထောင်းရောင်ကြောင်းဟောဒီ၄ကောင်ပါပြောင်းနေတာတော့အများသိပါပဲကိုကျမဟေးကိုမြောင်ရှုံးကိုအောင်တော်ရေးကိုမြောင်ရှုံးရေးကိုကြာစီမြောက်ကလေးရေးဟေးမြောက်ကလေးရေးနင်းမမြောက်ကလေးထော်ကြီးမြောက်ကြီးဟာဘုလိုမျိုးကြောက်ကြည့်ပါဦးကွာအားလုံးထော်ကြီးကတော့ကျွန်တော်လာပြီလို့ကြက်ကောင်းရုံနဲ့မြောက်ကောင်းရုပ်ကကဲကြက်ကောင်းမြောက်ကောင်းတော်တော့နေစမ်းမှာအမဲကောင်းညာဟာငါဘာလာတိတာအမေဝင်မပါနဲ့ကောင်းနေပြီပဲဝင်မပါနဲ့အောင်ကိုအမော်ရေကိုမြောက်ရှုံးရေအဆင်ပြေသွားပြီတော်ရကောင်းပါလေဗျာမအကြိုက်များတဲ့ fight စကားဟုတ်ပါတည်င်းဆောင်တဲ့အလင်းရအခုပြောလာလားဟုတ်ဗျာဟုတ်တယ်ကျွန်တော်တို့ဒီအစီအစဉ်ရောဟုတ်ကဲ့အဓိကကူညီပံ့ပိုးပေးတာကဘယ်လိုများပါလဲရွှေမြင်းနှကောင်စက်မှုကုမ္ပဏီလီမိတက်ဟုတ်ကဲ့ DGH တကယ်ပါပဲဗျာ DGH တကယ်ဟုတ်ပါကောင်းတယ်ကြီးကိုမြောက်ရှုံးဆိုတော့ကျွန်တော်တို့9ရက်ကိုအပြတ်နှွှဲရအောင်တင်ဆက်ပေးတာဗျာဟုတ်ကဲ့အဲ့ဒီအလင်းရောင်ရဲ့သဘောဆိုတာဒီလိုကွာမရှိပါဘူးဗျာတာဒနာမှာလည်းအလင်းရောင်ရှိရတယ်ဟုတ်တယ်ငါတို့လူတွေမှာလည်းပဲဟိုကိုချင်းတရားဆိုတဲ့အလင်းရောင်ရှိရတယ်ဟုတ်တယ်နေရာတိုင်းမှာအလင်းရောင်ရှိပါမှမှန်တယ်ဒါကြောင့်အလင်းရောင်ကအဓိကကြတယ်ဘယ်ရာမှအလင်းရောင်မရှိရင်အဆင်မပြေပါဘူးအဆင်မပြေပါဘူးဟုတ်တယ်မလားဟုတ်ကဲ့ကျွန်တော်တို့ဘယ်ဘက်
ဟိုပါပေါ့စိုက်ဘက်ကပဲကြည့်ကြည့်ပေါ့ ဘယ်ဆိုင်ကကြည့်ကြည့် ဘယ်နေရာကပဲကြည့်ကြည့်အလင်းရောင်ရှိမှ အဲ့ဒါလည်းဟုတ်တာ အ ပဲ လင်းရောင်မရှိရင်သဘောအပြည့်ပြထမင်းစားတာတော့မှမီးဖို့ဘိုးရသေးတာဟုတ် ဟုတ်တယ် မှန်တယ်မလား ဟုတ်တယ် အဲ့ဒါမီးဖို့ဘိုးမှထမင်းစားလို့ရလား မှန်တယ် မီးဖို့မဟုတ်ထမင်းစားလို့မရဘူး အဲ့ဒါလည်းဟုတ်တယ် အဲ့ဒါအဓိကအလင်းရောင် အဲ့ဒါရေးကြည့်တဲ့လင်းရောင်လေ ဒါပေမဲ့ငါတခုတော့သဘောကျတယ် အားသဘောကြ ဒါပေမဲ့ဟိုအခုလိုအလင်းရောင်ပေးတဲ့အတွက်ကျွန်တော် DGH ကိုတို့ကကျေးဇူးအများကြီးတင်ပါ အ တ ရင် ယ် ရေးကြည့်ပါလေ ကျွန်တော်တို့ 5 star ကိုပတ်မိုးပေးနေတာကစိန်လအများ ဟုတ်ကဲ့ ထိုက်စရာစိမ့်လာမြိုင် ကျေးဇူးတင်တယ်ဗျာ ဟုတ်ကဲ့ကျေးဇူးတင်တယ်ဗျာ ကျွန်တော်စပ်ပန်းဆိုင်ရတော့ကိုစိုး ကိုစိုး ကျွန်တော်တို့ 5 star ကျွန်တော်တို့ 5 star ရဲ့ပင်နိုင်ကီးဘုတ်ဆရာကိုအောင်ကိုတတ် နာမည် ကိုတက် ဟုတ်တယ်မလား မင်းသမီးလေးကတော့ကျွန်တော်ရှေ့ရွက်လေးကပုံပုံချစ် ပုံပုံချစ် အစုံစုံညှိအောင် ဘယ်ဟိုနေအဆုံးဆုံးညစ်ချင် ဘယ် တာ ဝင်ညစ်ချင်နေတာ တော့ပဲရိုက်လိုက်မယ်နော် ပုံပုံချစ်ဩခေါင်းဆောင်မင်းသမီးကတော့ ကွယ်ကွယ်နေတာ ခေါင်းဆောင်မင်းသမီးကတော့ဘယ်သူ ဟောကျွန်တော်အမျိုးသမီးစိတ်နေကြီး မင်းမမျိုးသမီးကတော့မလွတ်ဘူးတွေ့ရမိန်းမမင်းမျိုးသမီးပဲ နင့်ဒါနင့်အကျင့်တယ်လေ အေးငါကျင်းနေမင်းနဲ့အတူတူပဲဟုတ်လား ဟောမှာငါကြီးကပေါက်သွားလား အဲ့တော့အမှန်တမ်းပြည့်ပြည့်စုံပါတယ်ဗျာ ဟာနေ အလင်းရောင်တဲ့ဗျာ မှန်တယ်ဗျာ အလင်းရောင်ဆိုတော့သတင်းဆောင်ရတယ်ဒါပေမဲ့ကဘာလောကကြီးကအလင်းရောင်ရှိမှအဆင်ပြေတာ ဒါကြောင့်မို့ ဒါပေမဲ့ကိုကျွန်းဝက်ကြီး ခမရ အလင်းကအလင်းထဲမှာတော့ကျွန်တော်ဟိုအလင်းကိုအကြိုက်ဆုံးပဲ ဘယ်လေးကြိုက်ဆုံးလဲ အောင်တော့ဟောကျွန်တော်အောင်တော့မိမ့်မနောက်မီးလင်းတော့အကြိုက်ဆုံးပဲ ဟုတ်တယ်ဗျကိုရောက်တော့ ကျွန်တော်နဲ့ပဲအဲ့ဒါ မပြောပါနဲ့ကွာ ဘာဖြစ်လို့လဲ အဲ့ဒါငါအဖြစ်တယ် ဟိကောင် ဟမ် မြုပ်ရှုံး အေး ဒါကြောင့်တင်နေကွာငါမိမခြံအောင်ပေးမှာနွားချီရတွေ့တာ ဟေးအောင်တော့ဟေး ဟဲ့ အဲ့ဒါအကြီးမားနေပြန်ပြီ ဘာဖြစ်လဲတော့ နွားချေရမဟုတ်ဘူး ဘာချီရတော့ ကျွေးချေရ မရိုင်းလိုက် အာမင်းတို့တေချာမကြည့်လို့အဲ့ကျွဲကငါစီးလာတာ ကိုကြစီ ဗျာ ခမရကျွဲလုံးရှိတာပေါ့ ဒါမှမခဏပါတော့ ဘာပြောရမလဲ ကျွန်တော်လမ်းလျှောက်လို့လမ်းလျှောက်မှာညောင်းလို့ကျွဲစီးလာတာ မင်းတို့ငါနှိတ်ကုန်တာငါသိတယ် ဟုတ်ပါဘူး ဒီကောင် နေရာတိုင်းမှာအလင်းမရှိရင်မကောင်း အဲ့ဒါပြောနေတာ ဟုတ်တယ်မလား ဟုတ်တယ် အိမ်မှာလဲမီးလင်းမှာအဆင်ပြေတာ ဟုတ်တယ် ဟုတ်တယ် အလင်းကိုမကြိုက်တဲ့လူဘယ်သူမှမရှိဘူး ဘယ်ရှိမလဲ ဘယ်ဘက်နေရာပဲကြည့်ကြည့်အလင်းရောင်ရှိမှအဆင်ပြေတာ ဟုတ်တယ်ဗျာ ဒါကြောင့်မလို့ DG ကိုကျေးဇူးတင်တယ်လို့ပြော နေရာတိုင်းမှာအလင်းရှိတယ် ဟုတ်ကဲ့ အလင်းမကြိုက်တဲ့လူတွေလည်းရှိတယ် ရှိသေးလား အော်ရှိတယ်ပေါ့ ဘယ်သူလဲ အလင်းမကြိုက်တဲ့တနေရာတော့ရှိတယ်ရ ဘယ်သူလဲ သမီးသာချင်းတွေ့တဲ့နေရာမီးလင်းကိုမကြိုက်တော့တာမင်း မင်းမလို့ကွာ သူကမောင်းလေလူမမြင်လေလေ အောင်တော်ရမင်းကအလင်းအောင်မကြိုက်တာနဲ့ရှေ့ရှေ့ဝင်းတွင်းနေသေးတယ်မင်းမှောင်နေတယ်မလားကိုကျင်ဝတ်ကိုခေါ်ဝါ အဲ့တော့မဲပြီးတော့ဘာမှရှာမလို့ ကြာပြီရမေကိုကျွေးကိုပြောလို့ငါဟိုတချင်းလေးတောင်တတိယသေးတယ် ဘယ်တချင်းတော့ မောင်မိုက်တောင်းညတညမောင်ကျင်ဝဲကြီးကျွဲစင်းလာ ဒီမှာကျွဲစီရ မင်းရလဲကွာကျင်ဝက်ကြီးကျွဲစီလာတော့မင်းမှောင်နေမှာပေါ့ကွာလို့ မနှောက်ကြခေါ်နေကွာဟုတ်လား ဘယ်သူကလောက်လို့လဲကွာဟုတ်လား မင်းတို့တွေပြောနေရငါထုံးမနားမလဲဘူးကွာဟဲ့မင်းပြောပြနိုင်ချမ်းပါကွာ တောင်းလေကွာအောင်ပါရဘာဖြစ်လဲဘာ ဩ ပြောဖို့ရေဘာဖြစ် ပြောမယ်နေ ဟာလေတချမ်းဆိုးရနေတာလည်း ။အာပြောဖို့အရှင်ယူနေအကြောတွေပါတောင်းလာတယ် ကဲအလင်းရောင်မှာကိုအောင်တော်ရဲ့ ဟုတ်ကဲ့ ရှုံးရေ သတင်းဆောင်ကြပါစို့ဗျာ ဆောင်မယ် ဒီဆောင်တာတော့မပြောနဲ့လေ ခွိုက်စားတော့ကတာအလေးရဗျာဟုတ်တယ်တည်ဆောင်တာအနုပညာဟုတ်တယ်အနုရင်တော့အလင်းကဆောင်းမယုတ်တယ်မဖြစ်အောင်ဟုတ်ကဲ့ဟောသာဆိတ်လိုက်မယ် အရှိက နောက်ကပုံပုံရှိရအကဆိုတာထောက်သွား ကြားတယ်ဗျာ ကြည့်ရ ဒါဆိုရွှေငွေကြောက်တံမတများလေးအများကြီးလိုချင်တယ်ဗျာ ရစေ ချစ်စရာကောင်းတဲ့မိန်းကလေးတယောက် ရစေ ရွှေငွေလည်းရောက်ပြီမိန်းကလေးလည်းရောက်ပြီဆိုတော့ကျွန်တော်မသိချင်တော့ဘူးဗျာအသက်ရှင်ရင်းနေစေတယ်လောင်းလိုက် ရစေဗျာ တက်တန်းကြာရှည်ဆုံး DGH တက်ခဲကိုသုံး
微信。